အာစီစောစီမော်နီဗျာအာစီ မော်နီ ဒီအောင်တလုံးပါအာစီဝဲထားကြီးဆိုပို့ရမှာလားစောစီ စင်နေမယ်လေ ဟာဒီအောင်ကအာစီငကမောက်သီးလေးကြလို့ပဲရဲလို့မိုက်လိုက်လားအာစီဒါဘာကီယာပေါက်တော့ ဒါဟီနိုဂီယာပေါ့ဟီနိုကေတာတီစီမှာလည်းသုံးတယ်ပြီးတော့ကျွန်တော်ဟီနိုရှစ်လုံးလုံးဆယ်လုံးလုံးမှာလည်းသုံးတယ်ဒါဟီနိုဒါကျွန်တော်တို့ဟိုမှာသုံးပုံတယ်ဟီနိုဒန်မှာသုံးပုံတယ်ဟီနိုရှစ်လုံးလုံးအင်ဂျင်မှာသုံးပါဒန်ကားမှာသုံးပုံဒီကနေ့ရွှေမျောလည်းသုံးတယ်ကားလည်းသုံးတယ်နှစ်ခုလုံးအဆင်ပြေတဲ့ဂီယာပေါ့ဂျိုကာဂီယာပေါ့တွေပေါ့နော် ကေတာသီးစီနော်အာစီ ဟီနိုဒါကေတာတီစီဂီယာပေါ့လို့ခေါ်များတယ်ဒါပေမဲ့သုံးတာရှစ်လုံးလုံးလည်းသုံးတယ်ရှစ်လုံးလုံးကျွန်တော်တို့ဟိုပါပေါ့နော်ရှစ်လုံးလုံးအင်ဂျင်တွေလည်းသုံးတယ်ကျွန်တော်တို့ဟိုဟီနို10လုံးလုံးအင်ဂျင်တွေလည်းသုံးတယ်ပေါ့ဗျာ 21C တို့ 20C တို့စသဖြင့်ပေါ့နော်အဲ့လိုရှစ်လုံးလုံးအင်ဂျင်တွေမှာသုံးတယ် V26 တွေမှာလည်းသုံးတယ်ဟီနို6လုံးလုံးဆိုကေတာတီစီမှာလည်းသုံးတယ် P11C လည်းသုံးတယ် P11C ကေတာတီစီ6လုံးလုံးဆိုရင်အများပိုင်းသုံးတာ350အဲ့ဒီဂီယာဘယ်နှချက်ပါအောင်ဒီကောင် ဂီယာဒီကောင်ဘက်ကောပိုင်8ချက်ဒီကောင်နောက်ကအိုးကိုရှည်သွားပြီလေနောက်အိုးရှည်သွားပြီဂီယာဒီကောင်ဘက်ကောပိုင်8ချက်လာပါ အာစီဒါဘယ်ပို့ပေးရမှာနယ်ဝေးလား ဒါထုံးစံတိုင်းပေါ့ကျွန်တော်စီကတော့ကျွန်တော်ပို့ပေးရမှာဒီကောင်တော့ဟိုကတိမ်ပင်လေးစီရှိတဲ့ကြီးရဆိုတော့တောင်းပါပေါ့တာရှိလိုက်ပေါ့ ဟာတော့တိမ်မင်းလေးကြီးပြန်မဲ့ကောင်မဲဒီ ဒါ ကောင် လေနဲ့တင်ပေးမှာနော် လေရင်နဲ့တင်ပေးမှာဟာ ကားနဲ့ပေါ့လေနဲ့တင်တော့မှာ မြန်လိုကနေပြီပေါ့ မြန်လိုအပ်နေတဲ့ဟာမလို့လေတန်လာကဘယ်တော့ကြာတဲ့ လေရင်နဲ့တင်မှာ လေနဲ့တင်ပါတယ်အရာတွေလုတ်ပေးမယ် မိုက်လိုက်လားအာစီယာဂီယာဘောက်ကလည်းလုံးဝလန်ထွက်နေရပဲဗျာ လေနဲ့လည်းပို့ပေးတယ်တင်းမောနဲ့လည်းပို့ပေးတယ်ရထားနဲ့လည်းပို့ပေးတယ်ကားနဲ့လည်းပို့ပေးတယ်လိုအပ်ရင်ဒီမှာဖုန်းနေနဲ့ထမ်းပြီးတော့လည်းတင်ပြီးပို့ပေးတယ်နော် အာစီဒါဝဲထားပြီဆိုတော့တစ်ခါရဲပို့ရမှာပေါ့ အဲပို့တော့မယ်လေ လှတယ်ဗျာဂီယာဘောက်ကအာစီ ကီနိုဘက်ကောပိုင်8ချက်ဂီယာပေါ့ဒီကောင်အပိတ်ရတာ6ပတ်ခွဲခုမိုးနေအေးအေးလောက်ရှိတယ်ပေါ့နော်အပိတ်ရဒီကောင်10ပတ်မတင်လို့ရတယ်ဂီယာပေါ့အပိတ်လိုလို့ဖို့ဆိုရလို့ရတယ်ဒီဂီယာပေါ့ကကလပ်ပလေးတစ်ချက်နဲ့လာမှာကလပ်ကအတွန်းကလပ်အတွန်းနဲ့လာမယ်ဂီယာပေါ့ အာစီဒီဂီယာဘောက်တွေကအာစီနှစ်တော့ကြာပြီနော်အာစီ ဘာကြီးတော့ ဒီဂီယာဘောက်တွေက နှစ်တွေ တက်တန်းကြာတဲ့ဂီယာဘောက်တွေနော် ကိုနဲ့ level လောက်ပဲရှိရပါ ဟာလား ကိုတက်တဲ့ level လောက်တိုင်းမကြီးသေးပါဘူး အာစီကြီးမှာဒီလိုဂီယာဘောက်တွေရှိသေးလား ဟောရောင်းနေ ဒီလိုလမ်းနေနော် ဒီလိုအလန်းနေတစ်လုံးပြီးတစ်လုံးထုတ်ပြပေးမယ် လုံးဝလမ်းနေဗျာဂီယာဘောက်ကတော့လုံးဝရဲပြီးတော့ငကမောက်ကြီးလေးကြာ ဟုတ်တယ်လာရည်ဟော လှတယ်ဗျာအာစီတစ်ပတ်လောက်လှည့်ပြလိုက်အောင်လေအာစီဒါတစ်ခါရဲပို့တော့မှာ ခါရပုံမှာတာချီလေးမျိုးပို့မယ်အီနိုရှစ်လုံးတို့အင်ဂျင်မှာတွဲသုံးမယ်အီနိုဘက်ကောပိုင်8ချက်ဂီယာပေါ့ယုံကြည်စိတ်ကြသွားတဲ့ဝယ်ယူအားပေးတဲ့ဆက်စရာဘောစီကိုကျေးဇူးအများကြီးတင်တယ်လို့ကျွန်တော်စီမှာအခုလို PC အတန်မျိုးလိုချင်တယ်ဆိုရင်တော့မန်လေးစက်ဖို့မှာရှိတဲ့ကိုမြင့်နိုင်နေကြီးများကားပူပြီးဆိုင်မှာစိတ်တိုင်းကြလာရောက်ပြီးဝယ်ယူလို့ရတယ်လို့အဝေးကနေပြောလေယုံကြည်သွားတဲ့ဖုန်းဆက်ပြီးမှာယူမင်းမြန်ဆက်သွယ်လို့ရပါတယ်နော်ဝယ်ယူအားပေးတဲ့သူအားလုံးလည်းကျေးဇူးအထူးတင်တယ်လို့ကြည့်ရှုအားပေးတဲ့သူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နော်လာရနော်ကြီးကတော့တော်တော်ကြီးလာ အာလှတယ်ဗျာဂီယာဘောက်ကလုံးဝရဲလို့ကဲအာစီကျေးဇူးပါ ဟုတ်ပြီ